ဆုံးပါရီမပြခဲ့လားပြခဲ့လားဘာဝနာပွားများဖို့အဆုံးအမတွေဘုရားမဟုတ်ခဲ့လားဟုတ်ခဲ့လားဟောအဲ့ဒီအဆုံးအမဒါနသီလဘာဝနာပြုကျင့်နည်းတွေလိလာနည်းတွေနာကြားနည်းတွေအာထုံနည်းတွေဘုရားကအဆုံးအမအနေနဲ့ဟောကြားခဲ့တဲ့တရားတွေကိုများနာကြားမယ်ဆိုရင်လိုက်နာမယ်ဆိုရင်နိဗ္ဗာန်ဖြစ်အောင်တော့မအေးနိုင်လားအေးနိုင်လားမြတ်စွာဘုရားအရေးကိုဘယ်ကြီးကရှင်းလို့ရမလဲဒီနေ့ဒီပိဋကတွေဘုရားအရေးကိုဘာလို့ရတော့တရားနာနေကြတာဆိုတော့ဘုရားအရေးဘုရားရဲ့အဆုံးအမတွေကိုနိုင်နေကြတယ်လို့ပြောလို့မရဘူးလားဒါဆိုတော့ဒီနေ့ဘာလို့လဲဘုရားအရေးကိုဝင်နေတဲ့နေ့ပါဝေကြီးကလည်းသာသနာအမွေခံယူဝဲသာသနာဆိုတာသာသနာကိုမြန်မာပြန်လဲတော့အဆုံးအမသာသနာဆိုတာဘာလဲအဲ့ဒီသာသနာကိုဒီကအလူရှင်လူပိုင်းနဲ့တကွာဒီပိဋကတွေအားလုံးကအမွေအဖြစ်တောင်ခံယူလိုက်တာရိုးရိုးယူလာတာအမွေရလားဘုရားရဲ့အဆုံးအမရှင်သာမဏေဝတ်တဲ့ပုဂ္ဂိုလ်ကလည်းဘုရားရဲ့အဆုံးအမ7ပါးသီလလိုက်နာလားလိုက်နာလားအဲ့လို7ပါးသီလလိုက်နာကျင့်သုံးနိုင်အောင်လူရှင်လူမာတွေကနောက်ကနေပြီးတော့မှပံ့ပိုးပေးရအောင်လားအဲ့ဒါကိုအကြောင်းပြုပြီးတော့ဒီပြည့်တဲ့တရားနာကိုမရောက်လာရတာဟောဒါပါရိပ်ပါလေမြတ်စွာဘုရားရဲ့အရေးတဲ့ဒါကြောင့်လိုက်ဆိုလဲသစ်ပင်ရိပ်လာအေးမြရေရှာဆွေမျိုးမိပါမင်းကသာဝါဆရာအရေးလွန်သိချမ်းသာမြတ်ဖယားမတ်သားမရှင်သာမြတ်စွာဘုရားရဲ့အရေးကိုတော့ပဲအရေးနဲ့မှရှင်းလို့မရဘူးအေးဆုံးပဲတဲ့ဒါကြောင့်ဒီနေ့မိမိတို့ရဲ့ဘဝမှာချစ်တဲ့သူရဲ့မာမာအေးပြည့်တဲ့ချစ်တဲ့သူရဲ့အရေးကအရေးမပါရိပ်ပမာမကွဲခွာနေရမှာလားဖယားပြည့်တဲ့အရေးကိုအရေးပမာမကွဲမခွာနေရမှာလားလို့မေးရင်ဒါပေမဲ့မေးလိုက်တော့လေဖြေရတာပဲပေါ့နော်ဒါပေမဲ့လည်းပဲလက်တွေ့မှာတော့ဘယ်သူအရေးကလေးမှာရှင်းတဲ့နေရာပါလေမမကြီးပြီးတယ်ပါလေအရေးကမှမခွဲကွာဆိုတော့နေကြတော့သူတော့ကလည်းမရောက်လာရောက်လားအေးမလားလို့ကိုလိုက်တာအခုဒီနေ့မတွေ့အောင်လားတွေ့ရလားတွေ့ရတယ်ဒါကြောင့်လို့ဖယားကူးနေတာတဲ့ဖယားကိုကြည်နေတာတဲ့ဖယားရဲ့အဆုံးအမကိုနာဂနာကကောင်းလို့ဖယားအချိုက်ဆုံးပါဒါကိုပြောတာနော်တချို့ကဘုရားမြတ်စွာဘုရားကသူ့စကားကိုနားထောင်တာပဲလို့ရှင်းတာသူ့ကိုပူတွေ့နေတာကိုဘုရားအာမပေးဘူးဒါပေမဲ့ဘုရားကမြန်မာနိုင်ငံမှာဘုရားဘုရားပဲသွားနေတာဘုရားစကားကြတော့ဘုရားဆုံးမကြတော့ဘုရားဘူးကြတော့ကုန်ကျင်သလားကုန်မသွားလားသွားလားသွားလိုက်ကြတာဘုရားဘူးဖယ်တယ်ထွက်ကြတာပေါ့ဘာလို့သွားကြလဲပြုစရာတော့ဒီလိုပြောတာပြုစရာတော့ကြီးကတော့ငါဘုရားပြုသွားတာဖယ်တယ်ထွက်တာလေအဲ့လေဖယ်တယ်ထွက်နေကြတာပဲဒါပေမဲ့ဘုရားကနားထောင်တာအလုပ်ကြတော့ဘုရားပေါ်ရောက်ရင်ဘုရားလေးသုံးညင်ဝှချမှုတော့မှအနိုင်ပြောတော့ပါတယ်ဘုရားဘူးသွားတာလေဘုရားပေါ်ရောက်တော့ဘုရားကိုသုံးညင်အလောရှိခိုးတော့မှဈေးထဲမပြေဘူးလားပြေးလားအဲ့လိုပုံကိုယ်တွေကမြန်မာနိုင်ငံများမနေဘူးလားများနေတာအဲ့လိုများနေတဲ့အတွက်ကြောင့်မြန်မာနိုင်ငံကြီးမှာဗုဒ္ဓဘာသာနိုင်ငံဖြစ်ပြီးတော့အေးချမ်းမှုနဲ့မအေးချမ်းမှုတွေဘယ်များနေလဲဘယ်သူစကားနားမထောင်လို့ဘုရားဘူးတွေတော့သွားကြပဲဘုရားမှာဩဃာတကရောကျွတော်ကိုအောင်ဆိုခဲ့လားသုံးကြိမ်တော့အနိုင်သူတို့ကကိုတွေ့ဦးလေးရွာကညံမောင်နေပေါင်း30ကျော်နေခဲ့တယ်မန္တလေးရောက်တာကမှရှိနေကိုရှိသေးတယ်ညံမောင်တို့လည်းလာလိုက်ကြတယ်ဘုရားကဟောကိုကငငယ်တဲ့ညံမောင်လာတော့ညံမောင်ကိုပဲတွန်းကြည့်တယ်ဆိုတော့ပုံစံနဲ့မြောက်ပူရတာပေါ့မြောက်ပူရတယ်ဘုရားအနှံ့ပူရတယ်မြောက်ပူဟလားပတ်စံပါတယ်နဲ့မပါတယ်နဲ့တွဲပြီးတော့ဘုရားပြောလိုက်ပြဿနာတစ်မျိုးတက်တယ်ပတ်စံပါတယ်ကဈေးညင်ဝင်နေတယ်လေပတ်စံမပါတယ်ကမွင်ကျင်မှုကြားတယ်
မနှစ်ယောက်လိုက်တော့ပြန်ပြစ်တယ်သူကပတ်နေတယ်ငါပတ်နေရတယ်ပတ်နေများပါတယ်ကိုကကိုထဲဝင်နေတယ်ဒီဝင်နေတယ်ပေါ့ပြောတာတော့ဘုရားကိုပြောတာပဲဘုရားကသုံးကြည့်အောင်အလို့နော်အဲ့ဒါမျိုးတွေကအမြဲတမ်းကြုံရတာပေါ့လားဦးစင်းရဲ့ဖေးရဲ့ညီပေါ့ဘုရားကူရောက်လာဘုရားသူကြောင့်တဲ့ကိုပွဲတယ်ပါလာတော့သူသမီးလည်းပါတယ်သူသမီးနှစ်ယောက်လည်းပါတယ်ကျန်တဲ့ပုဂ္ဂိုလ်ကကားတစ်စီးပေါ့ဘုရားကူရောက်လာကြတယ်သူပြောင်းလိုက်ပေါ့လိုက်ကိုတော့တက္ကကြီးအသက်က80ကျော်80နီးနီးအသက်ကြီးတဲ့တက္ကကြီးဆိုတော့ဘုရားရှိခိုးတာဝန္ဒနာပါတာပေါ့တောသူတောင်သားလည်းဖြစ်တော့တောကတက္ကကြီးခုမှလည်းမလေးရောက်ဘူးလားမာမဲပြီးပြရောက်ပြန်ပြီးတော့အစိမ့်နေရဘယ်ဘယ်နိုင်ကြပါသူနဲ့တွေ့လာတဲ့သမီးနှစ်ယောက်နဲ့သမီးနှစ်ယောက်တငယ်ချင်းအဖွဲတွေကမိန်းကလေးတွေလူငယ်တွေများနေတော့ဒီကိုကြီးကမပြီးတော့ဘူးသူ့ဆောင်နေရတယ်ဘုရားသူရောက်ပဲဆိုစိန်နေရဘုရားသူရောက်တဲ့စိန်နေရလို့သူ့အဖေကိုပြန်တဲ့ဘုရားပြီးတဲ့ကသူ့အဖေကိုအတင်းပြောပြီးအတင်းပြောတော့သမီးလုပ်တဲ့ပုဂ္ဂိုလ်ကဘုရားသူရောက်တော့မယ်ဆိုရင်ဖိနာကတ်တယ်တော့ဖေးစိန်ရလို့နေတော့နောက်ပြန်ဆိုအစိန်ရလို့ပါလေဆိုအစိန်ရရောဩကာသရောစုံပြီးတော့နောက်မှဆောင်းတဲ့ဘူကပြင်းတာပေါ့ပြင်းတော့ဈေးတဲ့တော့ကတော့ဘာဝယ်အောင်မဥဟာဝယ်အောင်ပါဆိုသူ့ဘာလာတော့ရှုပ်တာသူ့အဖေဝတင်းပြောတော့တပည့်ရမခံနိုင်ဘူးပေါ့မခံနိုင်တော့တပည့်ရအမုန်းခံဖေးစိန်ရလို့ရတဲ့ရောဖေးနာတုံးနေဝင်ဖေးနာအဖေစိန်ရလို့နော်ဟိုကစိန်ဘလို့ပါလဲဆိုစိန်ရတောင်းသေးလားဘုရားကလည်းကုသိုလ်ရပါတော့မလားကုသိုလ်တွေပဲပါလေဘုရားတပည့်တာကြည့်မနေဘူးလားပြောတော့ပါလေဘုရားကူးတယ်ကောင်းစီကဘလို့တက်ကြတာလဲဟောညီမတော်ဝဲဦးတယ်လေမောင်တော်တော်ဝဲပေါ့ဈေးကျိုထဲမှာရောက်တော့ညီမတော်ဝဲတစ်ယောက်ပါတာသူတို့ကြီးညီမတော်ဝဲတော့တရားဟောတာမှန်တာတော့အသိဖြစ်တယ်တော့မှတရားဟောမြို့အတင်းနေပြောရတာမြို့မှာတရားဟောတော့အတင်းပြောရတယ်ဆိုတော့မြတ်တင်ပြောကိုမြို့တင်ကိုပြောတာညီမနှစ်ယောက်ညီမလုပ်တဲ့ပုံပေါ်တာညီမတော်ဝဲနော်မောင်နှမအရင်ဝေးထားတာဈေးကျိုထဲမှာဈေးကောင်းဝဲတော့အင်းကြီးဝေလာတဲ့သူတို့ကအဲ့ဘက်ကားပေါ်မှာကားများနေဆိုတဲ့ဦးဇင်းကကားကောင်းနေမှာဈေးကျိုထဲမှာအင်းကြီးဝေကြည့်လို့သွားဝေနေကိုကပုံပြတောင်မရှိတာဟုတ်ဈေးကျိုထဲသွားဝေပေါ်စောက်တော်တော့တဲ့ထွက်မလာတနိုင်ကျွန်းတော့ကြာတော့ပြန်အင်းနေထည့်ပါတယ်အင်းနေထည့်တဲ့တနိုင်ကြားမလားတနိုင်ကြားမလားဆိုတော့ကောက်မှာစောက်နေကျန်တဲ့ပတ်စံမပါတဲ့ပုဂ္ဂိုလ်လေဝါစီပြင်းနေဘူးလားပတ်စံနေတဲ့ဒီပေါ်ငွေနေတဲ့ဒီပေါ်ကိုကလည်းဒီစရာလေးတွေပြောကောက်မှာစောက်တဲ့ပုဂ္ဂိုလ်ကြီးပြောင်းတဲ့တယောက်ပြိပကမဖြစ်ရလေအောင်ကိုကကြားတဲ့အားတာပေါ့ဗာတေးပေါ့လောရတာပေါ့အဲ့ဆိုဘုရားပါဠိကပါပြီးကျန်တိမှာဆိုလို့အဲ့ရန်ပြအဲ့ဒီကြားတဲ့ကောင်းခပေါက်တယ်ဟိုနောက်တစ်ရတော့ညီမတယောက်ကဦးဇင်းနဲ့ပြီးတော့ဝစ်စီမှာရွှေဝယ်တင်နေတာတဲ့ရွှေဝယ်တင်နေတာဆိုတော့ဥမာအင်ကြီးဝယ်တော့ကိုကရက်ပြီးခဲ့ပြီလေရွှေဝယ်မဆိုရက်ပြရရတော့လားဒီဝယ်ဖို့ကိုလည်းရွှေဝယ်ကိုလည်းမဝယ်ဘူးတော့ရောပတ်စံလို့ဒီလိုရခဲ့တယ်ထင်တာပေါ့ဘယ်ဟုတ်လဲဝစ်စီမှာရွှေဝယ်ပြီးဆိုရင်ဟိုထဲဝင်တော့ထဲဟိုပေါ့မျိုးစုံဝင်ပြီးတော့မှအဲ့မှာဝစ်စီမှာရွှေဝယ်တာကနိုင်ဘလောက်ကြာလဲစောင့်ရတဲ့အချိန်ကြီးပေါ့များတာရောကြာသွားတော့ဒီမှာအင်ကြီးဝယ်တော့မှပြောခံထားတယ်မှတ်ထားတာလေမှတ်ထားတော့ဟလာကြားတော့ဘောပါပြောတယ်အင်ကြီးဝယ်တော့တနိုင်တာတယ်တော့ရွှေဝယ်လာဟဲ့အကျဉ်းကြတော့ရန်နေပြီပြန်ကြလားပြန်ကြလာတော့လေဘုရားကုတာတာတဲ့တော့ဘုရားခေါင်းစီတက်ခံရတာနော်ခေါင်းစီတက်ခံရတယ်သူသိလက်ဒီတိုင်းပဲရွာမှာခေါင်းစီတက်ခံနေတယ်ဦးစင်းအတွက်ဆိုမှမရောက်ဘူး
အဲ့လိုလေးတွေပေါ့ဆိုတော့ဘုရားကခေါင်းစီဘုရားခေါင်းစီတွေတက်ခံနေရတယ်ဒါပေမဲ့သူ့ဘုရားသုံးချိန်တော့အလုံးနော်အကွက်တကြီးဘုရားကတာဘုရားမှာအလူကံမှုထက်ဖို့လုပ်လို့လေလူကံမှုလုပ်အကျွေးစုကြတာလေ73ရောက်မှတ်မိသားပြီ73နှစ်စင်နဲ့ညဘုရားပေါ်လေအခွဲပေါင်းများစွာလာတော့တယောက်ကမယူမှတ်မိသားပြီ73ရောက်လာတာ73လာတော့လူကံမှုထက်မယ်ဘုရားဒီမှာလူကံမှုထက်မယ်ဆိုပတ်စံနေစုကြတာပေါ့စုလဲစုကြတော့အကျွေးစုကြတာဘုရားတဆူထက်လည်းမြည်50နဲ့တည်းနောက်ဆုံးတော့ထက်လည်းမြည်50နဲ့တည်းဆိုတော့เนี่ยသူတို့အော်လူတဲ့ချိန်မှာအကုသိုလ်ဖြစ်မှာပြောကြောင်းရောက်တော့ကနင်းနေစမ်းလို့ဖယားတဆူနင်းအလူကံမှု50တည်းထက်တာတွေ့တယ်လို့ပြောတော့ဟုတ်တယ်တဲ့ကျန်တဲ့လူဘာလို့မထက်တာလဲပေါ့ကျန်တဲ့လူဘာလို့မထက်တာလဲတဲ့အောက်စင်းနဲ့ကျန်တဲ့လူကစုထားတာလေတဲ့ခတ်တာဆိုရင်50ကိုလူ73ရောက်ဆိုပြည့်စမ်းနေလို့ဖယားတဆူမှာ50ဘယ်ရောက်ကြည့်တာ73ရောက်50ဆိုတယောက်မှာ50တော့မရှိဘူးနေလို့ဒီဈေးလေးတော့ဆိုတော့ဝယ်လိုက်ကြတာပြောတော့ပါတယ်ဘုရားကူလို့ပြောတယ်နော်ဘုရားကူလည်းလို့ပြောတယ်ဟုတ်ပြီဒါဆိုတော့ဇလန်တာကထုတ်ကြရအောင်ခုနပြောတဲ့နဲ့ရဲလက်ကြတော့တရားကအလူတခုမှမပိုင်လေမပြီးဘူးကြာရင်လေညီးတယ်တဲ့ဘာလဲတရားမပိုင်ရင်မပြီးကြာရင်လေကြီးတယ်အဲ့တော့ကြာရင်ကြီးမှလည်းဆိုရတယ်ဇလန်တာကထုတ်ကြရအောင်တော့မြတ်စွာဘုရားတက်တဲ့ဆိုတော့ခါတော့ကဝက်ကလီဆိုတဲ့ယဟန်တမရှိခဲ့ဘူးလေတဲ့ဒီဇလန်ကအဲ့ဇလန်တခုလေးကိုတရားတော်ဟောအရှိရောလို့ရပါဒါပေမဲ့ဦးကတရားအနှစ်သာရတစ်ခုကိုပဲလူရင်းလေးကိုပဲဆွဲထုတ်ပြီးတော့မှပြောသွားမှာဖြစ်ပါတယ်ပထမမှာအရေးကမှာခွဲခွာဆိုတဲ့ခေါင်းစည်းလေးနဲ့နော်စံထိုးပြီးတော့မှမမအေးရဲ့အရင်နဲ့ဖရားရဲ့အရင်ရှိလို့မပြခဲ့ဘူးလားပြခဲ့လားကိုလက်ရှိရောက်နေတာကမမအေးလက်ထဲမှာရောက်နေတာဘယ်နဲ့ရောက်လာတော့ဖရားလက်ထဲရောက်ကိုကြိုးစားနေတယ်ပြောတော့အခုကတော့ခုချိန်လေးကတော့ဘယ်နဲ့ရောက်အခုအချိန်လေးကဘယ်နဲ့ရောက်လာအမြဲတမ်းကဘယ်နဲ့ရောက်အဲ့ဒါပြောခဲ့ပြီဒါဆိုတော့အရင်ကမှမကွဲမကွာနေရမှာကဘယ်သူကြီးလဲဘုရားကြီးကိုဒါသိခဲ့ပြီအနှစ်သာရကိုထုတ်ပြလိုက်ပြီပေါ့ဟုတ်ပြီဇလန်တို့ပြောတော့မြတ်စွာဘုရားတဲ့တော်လုံးကဝက်ကလီဆိုရယဟန်လေးတစ်ပါးရှိခဲ့ဘူးလေအဲ့ဝက်ကလီယဟန်လေးဟာမြတ်စွာဘုရားရဲ့ကြည်ညိုပွဲကောင်းတဲ့ပုံသဏ္ဍာန်ကိုကြည့်ပြီးတော့မှတရားဟောရင်လည်းရှေ့ဆုံးကနာရမှာဒါပေမဲ့တရားနာတာမဟုတ်ဘူးတရားစိတ်ဝင်စားဖို့မြတ်စွာဘုရားမျက်နှာတော်ကိုကြည့်ပြီးတော့မှမျက်နှာကိုမြင်ရတော့ကျင်းတဲ့တရားစိတ်ဝင်စားဖို့ဖယားကိုပဲစိတ်ဝင်စားနေအမြဲတမ်းတရားဟောတဲ့ရှေ့ဆုံးကနေတယ်ဒါပေမဲ့တရားမရဘူးသူတရားနာတာမှမဟုတ်မြတ်စွာဘုရားကဦးကြည့်ကြည့်ခုနဘုရားပြောတဲ့တော့တာတယ်နော်ဘုရားသုံးချိန်မရတော့မာမျက်မြင်မှုนี่ဘုရားကဦးသုံးချိန်မရတာလေဝက်ကလေးကမြတ်စွာဘုရားကိုကြည့်နေရင်ကိုကကြည့်နေတယ်တရားမလိုဘူးဒီလိုဖြစ်နေတယ်မြတ်စွာဘုရားမသိဘူးလားသိတာပေါ့အဲ့ကြောင့်မြတ်စွာဘုရားဗာပြောတယ်ကိရိဣမိနာပုပိကာယေနဝက်ကလီจิตဝက်ကလီတဲ့ဣမိနာပုပိကာယေနဒိဋ္ဌိနာမင်းဖူးမြင်ရတဲ့ငါခန္ဓာကိုယ်ကြီးကဣမိနာပုပိကာယေနဤအကောင့်ပုံကြီးဖြစ်ကိန်းဘယ်အကျိုးရှိအပ်နည်းတဲ့ဝက်ကလေးကိုမြတ်စွာဘုရားပြောလိုက်တာဗါလဲမြတ်စွာဘုရားကဲ့သို့မြတ်စွာဘုရားဟာသူ့ရဲ့အသားရည်ရွှေအစင်းကဲ့သို့ဝါဝင်နေတဲ့မြတ်စွာဘုရားရဲ့ကိုတော်ကြီးကိုတော့မြတ်စွာဘုရားကငါခန္ဓာကိုယ်ဆိုတဲ့အပုပ်အောင်ကြီးကိုမင်းထိုင်ပြီးတော့မှရှိခိုးနေလို့ထိုင်ပြီးတော့မှကြည့်နေလို့ကိန်းဘယ်အကျိုးရှိပါအပ်နည်းတဲ့မြတ်စွာဘုရားကဝက်ကလေးကတရားမလို့ဘူးဖယားကိုပဲလိုနေတာဖယားကိုကြည့်ပြီးကျင့်နေတယ်ဖယားရဲ့ကြည့်ဝဲကောင်းတဲ့ပုံသဏ္ဍာန်ပေါ်မှာပါလေဘုံမတည်မဲနဲ့တရားနာနေကတရားမရတဲ့မြတ်စွာဘုရားက
ငါခန္ဓာကိုယ်ကြီးကိုအကောင်ကိုကြီးကိုမင်းထိုင်ပြီးတော့မှဖုန်နေလို့အကျိုးမရှိဘူးလေပြောတာနော်ကုသိုလ်တော့ရတာပေါ့ဒါပေမဲ့ဆိုပြကဒါမလို့ဘူးငါ့ကိုကြည့်နေတာမလို့ဘူးငါ့ကိုဖုန်နေတာမလို့ဘူးငါရဲ့အဆုံးအမဆိုတဲ့အရင်အောက်မှာနေတာပဲမြတ်စွာဘုရားကမလုံလားလို့လားဒါကြောင့်ဣမိနာပုတိကာယေနာဤအကောင်ဘုတ်ကြီးဖြစ်ကိမ့်ပဲအကျိုးရှိအပ်နိဣတိဤသို့ဘဂဝါမြတ်စွာဘုရားတတိကိုရောမြတ်ကြီးသည်အဟောစာဝကလိမတေအားကောင်းစွာမသွေပြောကြတော်မူလိုက်ပါပေသတည်းအဲ့ဒီလိုငါအကောင်ငါခန္ဓာကိုအကောင်ကိုကျုံမထိုင်ကြည့်နေလို့ဆိုလိုတာကအကျိုးမရှိဘူးလို့ပြောလိုက်တာဒါပေမဲ့မြတ်စွာဘုရားကသူ့လိုတာကနိဗ္ဗာန်မရနိုင်ဘူးလို့ပြောတာဘုရားဖူးနေုံနဲ့နိဗ္ဗာန်မရနိုင်ဘူးဘုရားစကားနားထောင်မှနိဗ္ဗာန်ကိုရတာဆိုငါအကောင်ကိုကြည့်နေလို့အကျိုးမရှိဘူးအကျိုးမရှိဘူးဆိုတာနိဗ္ဗာန်မရနိုင်ဘူးလို့ပြောတာတကယ်လည်းကြတော့ကုသိုလ်တော့ရလားရပါတယ်ဒါပေမဲ့နိဗ္ဗာန်ရဖို့တော့မဖြစ်နိုင်ဘူးတဲ့နော်ဒုက္ခနာကိုရပါလေအပုတ်ကောင်ကြီးတဲ့မြတ်စွာဘုရားရွှေစင်းကဲ့သို့ဝါဝင်းနဲ့ခန္ဓာကိုယ်တော်အပုတ်ကောင်ကြီးကိုမတင်စားဘူးလားတင်စားလားဘုရားတော်ဒုက္ခနာကိုရွှေစင်းကဲ့သို့ဝါဝင်းနေတာကြီးကိုသူ့ကိုယ်သူအပုတ်ကောင်ကိုပြောရင်ဦးစင်းလို့ဦးစင်းရဲ့တကာကြီးတကမာကြီးဒီပြည့်တဲ့ဒီအားလုံးကိုကိုကိုမြတ်မှန်တဲ့ဆရာလိုသေးလားရှိသေးလားမရှိပါဘူးဗျာဘုရားရဲ့အဆင့်ပါလေရွှေအစင်းကဲ့သို့ဝါဝင်းလားဝါဝင်းလားဝါဝင်းပါဗျာရုပ်ကလည်းဘုရားတော်ချိုးတဲ့ပုဂ္ဂိုလ်ရှိပါမလားဘုရားတော့အတန်ကောင်းတဲ့ပုဂ္ဂိုလ်ရှိပါမလားရှိပါဘူးဗျာဘယ်ဘက်ကရှင်းလို့မရတဲ့မြတ်ဘုရားအဲ့ဒါတောင်မှသူ့ကိုယ်သူပါတယ်လေကောင်းကြီးတယ်အပုဂ္ဂိုလ်လို့ပြောရင်ဒီပြည့်တဲ့နေတဲ့ဦးစင်းအပါဝင်အခုချွေးတွေတွေ့နေတယ်ပုဂ္ဂိုလ်ကြီးမပြုံမဟုတ်လားဟုတ်လားဟုတ်ပါဗျာအဲ့လိုအပုဂ္ဂိုလ်ကြီးကိုမိမိတို့ပိုင်ဆိုင်ကြတာပညာကြီးစီကဘုရားစကားလေးကိုနော်ရွှေစိတ်တဲ့ဝါဝင်းနဲ့ခန္ဓာကိုယ်တော်သူ့ကိုယ်သူအပုတ်ကောင်ကြီးပြောတယ်ငါတို့ခန္ဓာကိုယ်ဘာမို့လို့လဲပညာယူစီရလေးတွေနော်တရားနာတယ်ကဒါလေးတွေယူရတယ်နော်ဒါလေးတွေယူရတယ်နော်ဒီလိုပြောတယ်ဟလားဘယ်အောင်အဲ့ဘယ်ကိုစဉ်းစားပါလဲဟောတရားပါသူ့ခန္ဓာကိုယ်ရွှေစိတ်တဲ့ဝါဝင်းကြီးညိုစီရတဲ့တော့ကောင်းတာတော့အပုတ်ကောင်ကြီးပြောနေပါလားသူ့ရဲ့ဉာဏ်ထဲမှာနည်းနည်းရောက်သွားတယ်နော်အဲ့တဲ့ယောဝကလိသောဓမ္မပတ္တိယောဓမ္မပတ္တိသောမံပတ္တိတဲ့ဝကလိจิตဝကလိတဲ့ဓမ္မတရားကိုပတ္တိမြင်၏သောထိုပုဂ္ဂိုလ်ဒီမံငါဘုရားကိုပတ္တိမြင်နိုင်တဲ့အတူတူပဲတဲ့ဆိုလိုတာကတော့တရားကိုမြင်ရင်ဘုရားကိုမြင်တာပဲမင်းတရားမမြင်သေးငါရှိမှထိုင်နေတော့လေငါရဲ့မျက်နှာတော်ကိုအမြဲကြည့်နေတော့လေမင်းငါ့ကိုမမြင်သေးဘူးတဲ့ဘယ်တော့ကစကလုံးလေးရှင်းမှထိုင်ပြီးကြည့်နေတာတရားပွဲမှာရှင်းဆုံးကထိုင်ပြီးတော့မှကြည့်မနေဘူးလားဒါပေမဲ့မြတ်စွာဘုရားအဲ့ဒါမင်းငါ့ကိုမြင်သေးဘူးတဲ့ဘယ်လောက်လဲစကလုံးလေးနော်ဓမ္မပတ္တိဓမ္မတရားကိုပတ္တိမြည်သောထုပုဂ္ဂိုလ်ဒီသားလေးမှန်ငါ့ကိုပတ္တိမြင်လာတဲ့တရားကိုမမြင်သမျှမင်းငါ့ကိုမမြင်သေးဘူးလို့ဒီလိုပြောလိုက်တယ်နော်ဒါလေးတွေကအမတန်တန်ဖို့ရှိစကားလေးတွေပေါ့နော်အဲသူကတော့ကျုပ်တို့တရားနဲ့ကျုပ်တို့မဟာဦးစီးရဲ့ခုနပြောတဲ့ဦးစီးဟောတာလေးကကောင်းလိုက်လားဒါဦးစီးရဲ့ဘယ်လိုလေးလဲမြောက်ပြောရင်ခုနပြောအပုပ်ကြီးတွေမိကုန်တာပေါ့ကိုရီးယားနော်ဘုရားကတော့သူ့ကိုယ်သူနှိမ့်ချပြီးတော့မှအပုပ်ကြီးလိုပြောသွားတာတော့ပွားချသူ့ရဲ့ဉာဏ်နဲ့ဦးစီးတို့ရဲ့ဉာဏ်သူ့ရဲ့ပါရမီနဲ့ဦးစီးတို့ရဲ့ပါရမီအမတန်ညိုစရာကောင်းတာအမတန်လေးစားစရာအမတန်ဟလာအားကြစရာကောင်းမြတ်စွာဘုရားဒါကြောင့်ကိုယ်ဝင်နေကြတယ်နော်အဲ့ဒီလိုပြောတယ်မင်းဟာငါရှိမှထိုက်ပြီးတော့ငါ့ကိုဘယ်တော့ပဲကြည့်ခုနေမင်းငါ့ကိုမမြင်သေးဘူးတဲ့ဘာကြောင့်မမြင်တာလဲဆိုရင်တရားမမြင်သေးလို့ဆိုလိုတာကသူ့ရဲ့အဆုံးအမလေးမင်းမရသေးလို့ပြောလိုက်တယ်အဲ့လိုပြောလိုက်တဲ့ချိန်မှာဝက်ကလေးကဟလာငါမှဘုရားရှိမှသူသားပန်းသားတော့ထိုင်နေလေရတာဒါပေမဲ့မြတ်စွာဘုရားငါ့ကိုပြောလိုက်တာမင်းငါ့ကိုမြင်သေးလို့ပြောနေတယ်ဆိုတော့သူ့ရဲ့ရင်ထဲမှာမြတ်စွာဘုရားကကြည်ညိုတဲ့သရဏတရားစီလေးလေးလေးရော့သွားတယ်မြတ်စွာဘုရားရော့အောင်လည်းလုပ်လိုက်တယ်
တရားလို့တော့ကိုယ်နေတယ်တရားတရားလို့တော့လေမကောင်းဘူးလေတော့ဒါကြောင့်မြတ်စွာဘုရားသူ့ရဲ့တရားတရားမြတ်စွာဘုရားကမှကြည်ညိုနေတဲ့တရားတရားလေးစွတ်ထားတယ်သူခန္ဓာကိုယ်ကိုပေါ်ကြီးပြောလိုက်တဲ့အတွက်ကြောင့်တတိယတော့မြတ်စွာဘုရားကိုပေါ်ကြီးပဲဆိုတော့သူကပစ္စည်းတစ်ခုနှစ်ခုမှဒါကတော့အကောင်ဒါကပုတ်လို့ပြောရင်ကိုကပရမပုံမှန်ပြောယူစင်းသားတယ်ဒါပေမဲ့ဒါတော့ပုတ်နေတယ်ပြောလေစိတ်ကလေးကညို့မသွားဘူးလားတရားတရားကိုစွတ်ထားလိုက်စွတ်လိုက်ချလိုက်တော့သူနည်းနည်းလေးညင်လေးမှာဝင်သွားတဲ့အချိန်ကြတော့မှမြတ်စွာဘုရားကယံရူပံဝါနိစ္စံဝါအနိစ္စံဝါတိယံရူပံနဲ့မင်းဆွဲလန်းနေပါလေဆိုတဲ့မင်းတို့နှစ်သက်နေပါလေဆိုအကြည့်ယုတ်တရားသည်နိစ္စံဝါမြဲတယ်လို့အနိစ္စံဝါမမြဲဘူးလားဣတိဤတို့ဘဂဝါမြတ်စွာဘုရားသည်ပုတ်စီကောင်းစွာမသွေးမေဝထုတ်ခဲ့ပါပြီတော့တတိသူရဲ့တရားတရားအရှင်လေးကြားသွားတဲ့ချိန်ကမှအဲ့ဒီယုတ်တရားတွေဟာတဲ့မင်းတို့ငါတို့ပိုင်ထားတဲ့ယုတ်တရားတွေဟာမြဲတာတွေ့သလားမမြဲတာတွေ့သလားတော့မမေးလားမေးလားမေးတဲ့ခါကျမှကြတော့မှဝက္ကလိကဗာပြန်အနိစ္စံဗန္ဒီဗန္ဒီဘုံတော်6ပါးသခင်မြတ်စွာဘုရားတကယ်ကိုတော်မြတ်ကြီးဖယားအနိစ္စံမမြဲပါဘူးဖယားယုတ်တရားတွေမြတ်စွာဘုရားဝက္ကလိကိုတရားပြီးတော့တာအဲ့ဒီယုတ်တရားတွေဟာငါခန္ဓာကိုယ်ကြီးရတယ်အတုတ်ကောင်းကြီးမိခန္ဓာကိုယ်ကြီးရတယ်မြဲတာနဲ့မမြဲတာဘယ်ဟာလဲလို့ပြီးတော့ပါလို့ပြောတာအနိစ္စံဗန္ဒီဘုံတော်ကြီးတော်မြတ်စွာဘုရားအနိစ္စံမမြဲပါဘူးဗျာလို့ပြောက်လားပြရလားမြဲတယ်လို့ဖြေလို့ရပါမလားဘယ်လိုပြရမှာအဲ့ဒီမေတ္တာကိုပြန်မေးလိုက်ပြီးပြတတ်တယ်ဒကာကြီးဒကာမကြီးတွေရထားတဲ့ခန္ဓာကိုယ်ဆိုတဲ့ယုတ်တရားကြီးကမြဲတာလားမမြဲတာလားမမြဲပါဘူးဗျာမမြဲတဲ့ခန္ဓာကိုယ်ကြီးအဲ့ဒီယံပနာနိစ္စံဝါယံပနာနိစ္စံဒုက္ခဝါအဒုက္ခဝါတိအဲ့ဒီမမြဲဘူးဆိုတဲ့အနိစ္စသဘောတရားဟာဒုက္ခဆင်းရဲတာလားဒုက္ခချမ်းသာတာလားလို့ထပ်ပြီးလို့လားမမြဲတဲ့ယုတ်တရားကြီးရထားတာဟာဆင်းရဲတာလားချမ်းသာတာလားလို့မေးလို့ဒီမှာလေမြတ်စွာဘုရားဝက္ကလိကိုမေးပြီးမြတ်စွာဘုရားကဝက္ကလိကိုမေးလို့ဦးစင်းကလည်းဒီပိဿကြီးအဲ့လိုမမေးလားမေးရမှာလားမေးတော့ဆင်းရဲတာတွေ့လားချမ်းသာတာတွေ့လားဟောယုတ်တရားကြီးအမြဲပါပြီလေဖောက်ပြန်ပြီလားရုပ်ကတိတိရူပံတဲ့ယုတ်တရားတွေအမြဲဖောက်ပြန်နေတယ်ဖောက်ပြန်တဲ့ယုတ်တရားကြီးရထားတာဆင်းရဲတာနဲ့ချမ်းသာတာဆင်းရဲတာပါဗျာလို့ပြန်လျှောက်ရတာပေါ့အဲ့ဒီမမြဲတဲ့ဆင်းရဲတဲ့ယုတ်တရားကြီးကိုမင်းဘာဖြစ်လို့ရှင်းနေတာလဲတဲ့တဏှာနဲ့ဘာဖြစ်လို့တာယာနေတာလဲမာနနဲ့ဘာလို့ထောင်လွှားနေမလဲဘလောက်ပဲချောချောဘလောက်ပဲလားပြောခဲ့တယ်လေမြတ်စွာဘုရားတော်ချိုးတဲ့ကိုရှိမလားရှိပါဘူးဗျာဘလောက်ပဲချောချောအချိန်တန်တော့ဗာလဲပစ္စည်းရတဲ့သဘောတရားရှိတာပဲမြတ်စွာဘုရားကအဲ့ဒါအဲ့လိုမမြဲတဲ့ယုတ်တရားကြီးကဟလားဆင်းရဲတာလားချမ်းသာတာလားလို့ပြီးတော့ဘယ်လိုပြရမှာလဲဆင်းရဲနေပါတယ်ဘုရားဖောက်ပြန်နေပါတယ်ဘုရားသူမဖြစ်ရဘူးလားဖောက်ပြန်တဲ့ဆင်းရဲတဲ့ယုတ်တရားကြီးကိုတဏှာနဲ့ရှင်းပြီးတော့မာနနဲ့ထောင်လွှားပြီးဒိဋ္ဌိနဲ့မယွင်းယူနေကြမယ်ဆိုရင်တဲ့အဲ့ဒါဟာခန္ဓာနောက်မှာအပိစ္ဆာတရားတွေလိုက်နေတာ